ရအားလုံးဟာညှိုးနှွမ်းသွားလို့ပြန်ပါလာမယ်ဆိုရင်ရှင်ရဲ့အကြောက်ပါဆုံးအခိုက်အတန့်ကိုသွေးရောင်လွှမ်းတဲ့အလှတရားအဖြစ်ကျမသိသိထားလိုက်မယ်အရန်ကိုအရိုင်းဆန်တဲ့အရာတစ်ခုမှတော့အလှတရားအဆက်အပြောက်လေးတွေရှိနေနိုင်ပါသေးတယ်ငါနဲ့ကိုကဲထုတ်ပေးမယ်ဟာနာဗီဆာမရှင်ကျမစီနောက်ဆုံးတော့ရောက်လာခဲ့ပြီပဲဒီယူသူမတွေဒီမှာစောင်းတယ်ဟဲ့ရလားနောက်ဆုံးတော့ကျမစိတ်လှုပ်ရှားလို့တုံနေပြီပြင်းထန်လိုက်တဲ့တက်ဖြတ်လို့စိတ်ဒါဆိုဟန်နာဗီဆာမဟီရိုကိုနောက်ဆုံးတော့နားလည်သွားပြီလို့ဆိုလိုတာလား